လောက်ပဲပင်လာပဲကျွန်တော်ဒီနေ့10 squat တွေအုပ်ထားတယ် highlight တွေပဲဖြစ်ပါတယ်အဲ့လို squat နဲ့တွေ့မှာအများကြီးလုပ်ဆရာမလို့ AC လေးပဲပုံမှန်လေးပဲပြတကောင်စီ AC ပဲလိုက်ပြချရုံနဲ့ AC လေးပဲပုံမှန်လေးပဲသွားစိတ်မလုံးနဲ့ကျွန်တော်ပထမဆိုတကောင်ကိုအနေဖိကန်ဖိုင်ရလေးပေးထားတယ်ပြီးတော့ chronic ဆွဲတယ်သူစင်းလာမလားဆိုပြစ်ထည့်တာအဲ့ဒီဆင်မှာကျွန်တော်လူကတယောက်တော့ပါတယ်အပေါ်မှာရှိတယ်ကျွန်တော်လည်းတက်ပြစ်တာဘာဖယ်ရမှာလဲအဲ့ဒီတကောင်အဲ့ဒီကောင်အောင်စင်ပြေတယ်ပြစ်ချတယ်ဟိုအောက်မှာတကောင်ရှည်တန်ကြလို့လိုက်တယ်ထွက်ပြေးတယ်ပြစ်တယ်နောက်တကောင်ထွက်ပြေးတယ်ထပ်ပြစ်တယ်အကုန်ရှုံးမှာတခါတည်းအဲ့ဒီအချိန်မှာဘီနောက်နောက်တကောင်ရောက်လာနောက်တကောင်ရောက်လာထပ်ပြစ်တယ်ပြစ်တယ်ခဏနဲ့အဲ့ဒီတကောင်ရှော့ခဏနေနောက်တစ်စကွက်ရောက်လာနောက်တစ်စကွက်3ကောင်ကျွန်တော် granite လေးနဲ့ဒါလေးနှမ်းရှိနှမ်းကြည့်ရဲအဲ့ချိန်မှာကျွန်တော်နံပါတ်3ပြေးဝင်နေကုန်းနေတဲ့အချိန်မှာဟုတ်ဘေးရရှည်တန်ကြတယ်ထပ်ပြစ်ထားပြီအဲ့ဒီတကောင်နောက်တစ်ကောင်နောက်ပြီးနောက်တစ်ကောင်ထပ်ပြစ်မှုအရှိတက်ရင်အဲ့ဒီကောင်မှာသေရောအမနောက်တစ်ကောင်ဟိုနေနဲ့လာအမြောင်းနေလာတော့ပြစ်ချထားလိုက်တာအဲ့ဒီကောင်ကအသက်ကဲကန်တခါတည်းသေတော့ short တော့